ကိုချင်းစာစိတ်ကိုခံစားမှတန်ရလို့မထင်တဲ့လူတိုင်းမှာခံစားတတ်တဲ့နှလုံးသားရှိကြတခါတလေငါးသားဆိုရင်သူ့နေရာမှာဆိုတဲ့စိတ်ကအမြဲတမ်းလူတိုင်းမှာရှိမနေတတ်ဘူးဒုက္ခနဲ့ကြုံမှုမှဒုက္ခရဲ့ခက်ခဲကိုနားလည်ကြတာများပါတယ်အမှန်နေဆိုပေမဲ့အကျိုးအကြောင်းမသိလျော်ရင်ဘယ်အမှန်တရားကိုမှလူတိုင်းလက်မခံနိုင်ကြဘူးကိုယ်တိုင်ရောသူ့နေရာမှာဝင်ခံစားကြည့်ဘူးလားလူဆိုတာလူသားဆန်တတ်ရတယ်လူစည်းဆိုတာရှိရဘသူမုံမုံကိုမှန်နဲ့ထင်နေလို့မရရေငတ်ကမှရေတစ်ခွက်ရဲ့တန်ဖိုးကိုသိနေလို့မရတန်ဖိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတန်ဖိုးသိတဲ့သူတွေအတွက်ကတော့အသုံးဝင်နေမှာပဲကိုချင်းစာတတ်ချင်ရင်စာများများဖတ်ပါလူဘဝမှာအတုလုပ်ယူလို့မရတာလဲကိုချင်းတရားနဲ့သမိုင်းဆိုတာကိုသိစေခြင်းကိုယ်တိုင်မကောင်းသေးရတော့သူတစ်ပါးကောင်းလာဖို့အတွက်လည်းမမျှော်လင့်ပါနဲ့မှန်ထဲမှာပြုံးပြတာမြင်ချင်းကိုယ်တိုင်လည်းအရင်ဆုံးပြုံးပြတယ်လူဆိုတာကိုယ့်နေရာပဲကြည့်နေလို့မရဘူးသူ့နေရာမှာလည်းဝင်ပြီးခံစားပေးတတ်တယ်ဒါမှလူပီသားမှာ